အခုချိန်မှာကျွန်တော်တို့ဆရာဆိုသူလင်းကနေမျိုးမှာစတင်မျိုးမှာနှုတ်ဘတ်တော်တင် जा ပေးဖို့ရန်အတွက်ဖြစ်ပါတယ်နှုတ်ဘတ်တော်တင် जा ခြင်းအတွက်ကျွန်တော်တို့အစီအစဉ်ကိုစက္ကန့်ဆုတောင်းကြစို့ဘုရားရှင်ကိုရောကိုချီးမွမ်းပါ၏ဘုရားရှင်ဟာချီးမွမ်းခံထိုက်သောဘုရားဖြစ်သည့်အားတော်စွာကျွန်တော်တို့၏အသက်တာထဲမှာလည်းဘုရားရှင်ဟာချီးမွမ်းပဲရှင်ဖြစ်တယ်လို့ကျွန်တော်တို့ဒီနှလုံးသားနဲ့ထပ်တူဝန်ခံကြပါ၏အဖဘုရားဒီနေ့ပြင်ဆင်ပေးသောနှုတ်ဘတ်တော်သင်ကြားလေ့လာခြင်းအစီအစဉ်ကိုလည်းကိုရောလက်ဝဲထဲမှာစက္ကန့်အနံဆုတောင်းထားသလိုပဲဘုရားရှင်ဟာကောင်းကြီးပေးပြီးဖြစ်လို့ကိုရောကိုချီးမွမ်းပါ၏ဒီနေ့ကိုရောကိုတကယ်ပဲချစ်တော်စိတ်နဲ့နှုတ်ဘတ်တော်ပေါ်မှာငတ်လင့်သောစိတ်နဲ့တကွာရောက်ရှိလာသောသူတယောက်စီတို့ရဲ့တက်တာထဲမှာမင်္ဂလာရှိစေပါဘုရားရှင်ဟုတ်မှန်သောနှုတ်ဘတ်တော်ဘုရားရှင်နှုတ်ဘတ်တော်လို့ရည်စစ်ကိုတောက်တုံးခြင်းအပြင်ဝိညာဉ်လူသည်ကြီးထွားရင်းချက်ပြီးဘုရားရှင်အမှုတော်မြတ်ထဲမှာပြန်လည်၍ပါဝင်သုံးလုံးခံနိုင်ကြတဲ့သူတွေတည်တည်ဖြစ်စီဖို့သက်ဆိုင်တဲ့ရှိတဲ့မိသားစုအိမ်တော်တွေဟာလည်းမင်္ဂလာရှိခြင်းနဲ့တကွာကောင်းစားခြင်းဤကောင်းကြီးနှဖျားကိုဘုရားရှင်တွန်းလောင်းပါမည်ကြောင်းဆက်ကဆုတောင်းပါ၏အဖဘုရားရှင်ယခုချိန်မှာဆရာဆိုသူလင်းဤနှုတ်ဘတ်တော်သင်ကြားဝင်ငါခြင်းအစီအစဉ်ကိုလည်းလက်ဝဲဆက်ကဆုတောင်းပါ၏တက်ရှင်တော်ဝိညာဉ်တော်ဘုရားဆင်တဲ့ကြွလာတော်မူလေဆရာကြီးအသက်တာနှုတ်ရှာပါဇက်ကိုဗိတ်သိပ်ပေးတယ်လို့ကျွန်တော်တို့ခံယူကြမိနှလုံးသားတည်တည်တို့ကိုလည်းတက်ရှင်တော်ဝိညာဉ်တော်အားဖြင့်လမ်းပြတော်မူလေနှုတ်ဘတ်တော်ကိုကြားနာသောအခါမှာနားလေသဘောပေါက်ခြင်းဤတူဝန်ခံတဲ့ဘုရားရှင်အလိုတော်ရှိသည့်အတိုင်းဆက်လက်တက်ရှင်နိုင်စီဖို့လက်ဝဲထဲမှာအနံပါ၏တက်ရှင်တော်ဝိညာဉ်တော်ဘုရားကျွန်တော်တို့လည်းသူစင်တဲ့ကြွလာအုပ်ဆိုးလမ်းပြကောင်းကြီးပေးပါမည်ကြောင်းမြတ်တော်မူသောယေရှုနာမမှာမြည်ပြုလက်အလုံးယူသည်စွာဖြင့်စက္ကန့်အနံဆုတောင်းစပြုကြပါရယ်ဘုရားဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏အဲ့တော့ကပ္ပဦးကျမ်းခန်းကြီး1ရဲ့ခေါင်းစဉ်ကအရာခတ်သိမ်းကိုဘုရားသခင်ဖန်ဆင်းခြင်းကပ္ပဦးကျမ်းခန်းကြီး1ရဲ့ခေါင်းစဉ်ပါလေအရာခတ်သိမ်းကိုဘုရားသခင်ဖန်ဆင်းခြင်းစာအုပ်၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏စာတော့ဘာမှမရှိဘူးတဲ့ဒါပေမဲ့ဘုရားသခင်ကဖန်ဆင်းလိုက်တာလို့ပြောတယ်ဆိုအင်္ဂလိပ်လိုတော့ universe လို့ပြောတယ်အနာနာစัจ java လာကိုပြောချင်တာဒီကောင်းကင်လေးဒီမြေကြီးလေးလို့တင်ပြောချင်တာမဟုတ်ဘူးအရာခတ်သိမ်းကိုပြောချင်တာဖြစ်တယ်အဲ့တော့အစာတော့ဘာရှိလဲဘာမရှိဘူးဖြေပဲအားလုံးဖြေအစာတော့ဘာရှိလဲဘာမရှိဘူးဘသူရှိလဲဘုရားရှိတယ်အစာတော့ဘာရှိလဲဘာမရှိဘူးဘသူရှိလဲအဲ့ဒီဘုရားဖန်ဆင်းလိုက်မှအားလုံးရှိလာဒါကြောင့်အရာခတ်သိမ်းဟာဘုရားသခင်စီကအစပြုအရာခတ်သိမ်းဘုရားအစပြုလဲပြန်ပြောမယ်အစာတော့ဘာရှိလဲဘသူရှိလဲဘုရားရှိလို့အားလုံးရှိလာတာဘသူရှိလို့လဲဘုရားရှိလို့ဘုရားမရှိရင်ဘာမှမရှိအဲ့ဒီအတိုင်းပဲကျွန်တော်တို့ရဲ့ဘဝထဲမှာလဲဘသူရှိဖို့အရေးကြီးလဲဘုရားရှိဖို့ဘုရားရှိရင်အားလုံးရှိရဘုရားမရှိရင်ဘာမှမရှိအဲ့ဒီလူတွေကဘုရားရှိဖို့စဉ်းစားလားငွေရှိဖို့စဉ်းစားလားဘုရားရှိဖို့လားပညာရှိဖို့လားဘုရားရှိဖို့လားလင်ရှိဖို့လားချို့လူတွေရဲ့ဘဝမှာလို့ဖြစ်နေတာဘုရားမရှိလည်းကိစ္စမရှိဘူးငါလင်ရှိမှငါစားရတာဟုတ်လားတချို့ကလည်းဘုရားရှိဖို့တဲ့ပညာရှိဖို့ဘုရားရှိဖို့တဲ့ငွေရှိဖို့ဘုရားရှိဖို့တဲ့ယာရုရှိဖို့ဟုတ်လားဘုရားရှိဖို့တဲ့တခြားသောအရာတစ်ခုရှိဖို့တကယ်ကတော့ကျမ်းစာသူတွေကဘုရားရှိရင်အဲ့တော့အရေးကြီးဆုံးကခင်ဗျားဘဝမှာဘယ်သူအရင်ဆုံးရှိဖို့အရေးကြီးလဲဘုရားရှိရင်ဘုရားမရှိရင်အဲ့တော့အစာတော့ကဘာရှိလဲဘယ်သူရှိလဲဘုရားရှိလို့အဲ့ဒီဘုရားသခင်ဆိုတဲ့ဖန်ဆင်းရှင်ဘုရားသာမရှိရင်ဒီကဘာကြီးလည်းရှိမှာဟုတ်ဘုရားလည်းမရှိဘူးကျွန်တော်လည်းရှိဘာမှမရှိဘူးအဲ့ဒီဘုရားသခင်ရှိလို့အားလုံးရှိလာအဲ့တော့အရာခတ်သိမ်းကဘယ်သူစီမှာအစပြုလဲဘုရားရှိအဲ့တော့ကပ္ပဦးကျမ်းခန်းကြီး1မှာစဖွင့်လိုက်တဲ့အခါအရာခတ်သိမ်းကိုဘုရားသခင်ဖန်ဆင်းတယ်လို့ပြောပြဟေဘရဲဩဝါဒစောင့်ကြည့်ခန်းကြီး3ခ
ဟေဘရဲဝရစာခန်းကြီး3အခန်းငယ်4ကျော်ရှိရဖတ်ပေးမယ်နောက်ကလိုက်ဖတ်မယ်အိမ်မီဒီကတစုံတယောက်သောသူစောက်သောကြောင့်ဖြစ်၏အလုံးစုံတို့ကိုတိဆောက်သောသူကဖယားသခင်ပေသည်အိမ်ဆိုတာတဲ့စောက်တဲ့လူရှိလို့ဖြစ်လာတာတဲ့စောက်တဲ့လူမရှိဘူးအဲ့တိုင်းပဲတဲ့အရာခတ်သိမ်းကိုလည်းဖန်ဆင်းတဲ့ဖယားရှိတယ်ဖယားမဖန်ဆင်းမဲနဲ့ဖြစ်လာတဲ့အရာတစ်ခုမှမရှိဘူးဒါကိုပြောချင်တာတချို့လူတွေကသူ့အလိုလိုဖြစ်လာတယ်လို့ထင်တဲ့လူတွေရှိရလေမတော်တဆဖြစ်လာတာပေါ့သူ့ဘာသူဖြစ်လာတာအဲ့တော့အခုကျမ်းစာတော့ယူလေးပြောအိမ်ဆိုတာဘာလို့တဲ့လူရှိလဲစောက်တဲ့လူရှိတယ်စောက်တဲ့လူမရှိဘဲနဲ့ဖြစ်လာတဲ့အိမ်ရှိလားမရှိပါဘူးတစ်တွေပုံတာတန်တွေပုံတာဟုတ်လားသူပြားတွေပုံတာတစ်တိုင်ကြီးကသူ့ဘာသူတခါလဲထောင်လားသူပြားတွေကသူ့ဘာသူပြန်ပြီးတော့အမိုးတွေဖြစ်တန်တွေကအလိုလိုရိုက်သွားအဲ့လိုဖြစ်လာတဲ့အိမ်ရှိလားရှိကျမ်းစာရိုးလေးနားလေတဲ့ဥပမာလေးနဲ့ကျွန်တော်တို့ပြောထားတာမင်းတို့မျက်စိရှိမှရှိတဲ့အိမ်ကိုကြည့်လိုက်ကွာလေသူ့ဘာသူဖြစ်လာမဖြစ်ဘူးမလားလေအဲ့တိုင်းပဲအားလုံးကိုလည်းငါဖန်ဆင်းထားတာဒါပဲအလုံးစုံကိုတိဆောက်တော်သူကဘုရားသခင်ပဲအဲ့တော့ကပ္ပဦးကျမ်းအခန်းကြီး1ရဲ့ခေါင်းစဉ်အရာခတ်သိမ်းကိုဘုရားသခင်ဖန်ဆင်းခြင်းခန်းကြီး1ရဲ့ခေါင်းစဉ်ကဘာလဲအရာခတ်သိမ်းကိုဘုရားသခင်ဖန်ဆင်းခြင်းခန်းကြီး2ရဲ့ခေါင်းစဉ်ကလူကိုဘုရားသခင်ဖန်ဆင်းခြင်းခန်းကြီး2အခန်းငယ်တွေ့ပါလားဟုတ်ပြီတွေ့ရင်တူတူဖတ်ဘုရားသခင်ဒီမြေလုံးပြည့်လူကိုဖန်ဆင်း၍ဒီကောင်းတဲ့သို့စီဝါတဲ့ကိုမတော်မူ၍လူကြီးရဲ့ရှင်တော်တော်ဖြစ်လေ၏သာဝရရှင်ဘုရားသခင်ကတဲ့မြေကြီးကိုယူပြီးတော့ပုံတံလုပ်တယ်ပြီးတော့အဲ့ထဲကိုဗာမှုတ်သွင်းလဲစီဝါတဲ့မှုတ်သွင်းတယ်အဲ့ကြောင့်မှလူကအသက်ရှင်တော့တော်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပုံတံလို့ပြောတဲ့ဒီကိုခန္ဓာပေါ့ဘော်ဒီကိုဗာနဲ့လုပ်ထားလဲမြေကြီးနဲ့လုပ်ထားတယ်အဲ့တော့ဒီနေ့ဓာတ်ခွဲခန်းမှာစမ်းသပ်ကြည့်တဲ့အခါဘာတွေ့လဲဆိုတော့လူနဲ့မြေကြီးမှာတဲ့ဒီ dressing တွေပါဝင်တဲ့ dressing ထပ်တူညီတယ်မြေကြီးမှာလည်း14ခုတွေ့သလိုလူမှာလည်း dressing 14ခုတွေ့တယ်မြေကြီးနဲ့လူကိုခန္ဓာနဲ့က dressing ချင်းထပ်တူညီတယ်ဒါတို့ကနောက်မှရှာတွေ့တာပါနောက်မှရှာတွေ့တာဘုရားသခင်ကလှုပ်ထားတာကြားလာတယ်တကယ်တော့ကဘာပေါ်မှာအခုလူတွေပြောနေကြတဲ့ကလုံးတို့ဟလာ DNA လူကနေမျိုးပွားယူတယ်ဒါစမ်းသပ်တော့ရှိသေးတာနော်မအောင်မြင်သေးဘူးကဘာဦးကျမ်းအခန်းကြီး2ကိုဖတ်ကြည့်ရင်ဘုရားသခင်ကအဲ့ကလုံးလှုပ်ပြပြီးသွားပြီအာဒံကိုကြီးစွာသောအိတ်ချင်းနဲ့အိတ်စီပြီးတော့အာဒံထဲကနေဘသူ့ကိုထုတ်ယူလဲတနည်းအားဖြင့်အေဝါပေါ့နော်ဘသူ့ကိုထုတ်ယူလိုက်လဲအေဝါထုတ်အဲ့ဒါလူတွေကနေဘာလုပ်တာလဲလူကိုထုတ်တာအခုသိပ္ပံပညာရှင်တွေကလူတွေကနေလူထုတ်ရင်ရမလားလို့စမ်းသပ်တော့ရှိသေးတာဒါကြောင့်အခုကဘာမှာအအောင်မြင်ဆုံးသိပ္ပံပညာရှင်ဆိုတာတကယ်တော့ကဘာဦးကျမ်းအခန်းကြီး2ကိုမကျော်သေးဘူးဘုရားလှုပ်ပြတာကြားလာပြီစမ်းသပ်နေတော့မရှိသေးကဲကောင်းပြီအဲ့တော့မြေမောကိုယူပြီးတော့တံလှုပ်တယ်တဲ့ဟုတ်ပြီနော်ပြီးတော့ဗာမှုတ်သွင်းလိုက်ဇီဝတဲ့မှုတ်သွင်းတယ်တဲ့အဲ့ဒီခါမှာလူသည်အသက်ရှင်တော့ဘာဖြစ်လာအဲ့တော့လူအသက်ရှင်လာဖို့ရန်ဖယားသူ့ထဲကိုဗာမှုတ်သွင်းပေးလေဇီဝတဲ့မှုတ်သွင်းအကယ်ဖယားကဇီဝတဲ့မှုတ်မသွင်းဘူးဆိုရင်သူအသက်ရှင်မလားရှင်မလားကဲကောင်းပြီခင်ဗျားတို့လူသေးကောင်တွေ့ဘူးတယ်နော်စကားပြောဘူးလားပြောဘူးပြောဘူးလားလို့အဲ့တော့လူတယောက်တည်သွားတယ်ကျွန်တော်ချစ်တဲ့ခင်တဲ့လူတွေရောတည်ဘူးတာရှိလားရှိတယ်ပါရီတော်တွေဦးလေးတွေကိုတွေမတွေပါညာရီးစားတို့ဘာလို့တည်ဘူးတာရှိမှာပေါ့တည်သွားတဲ့အခါကိုသိချစ်တဲ့လူတည်သွားတာအရင်ချစ်တော့အိမ်မှာပဲဆက်ထားတာ